ဘုန်းကြီးတွေပြောပြီးဆိုရင်ဘုန်းကြီးတွေပါရေလေကောင်မှလေမောက်လို့ရေနစ်တဲ့အခါကျတော့ရေနစ်တော့ရက်ကန်နဲ့ဘုန်းကြီးကရေကူတော့တခါတယောက်ကပြောဟာဒီဘုန်းကြီးတော့ငါမကယ်တော့ဒုက္ခရောက်တော့မှာပဲဆိုပြီးတော့ဘုန်းကြီးတွေနှမျောကိုပြန်ပြောပြတာနော်အဲ့ဒီခါကျတော့ငါမကယ်ဒုက္ခရောက်တော့မှာပဲဆိုတော့လေးလေးနဲ့ထွက်သွားပြီးတော့အဲ့ဒါဘုန်းကြီးရက်ကန်ရေကူးနေတာကိုသေတော့မှလေဘုန်းကြီးပြန်တော်မူတော့မလားတခါကြီးအဲ့ဒီခါကျတော့မှတခါကသွားပြီးတော့ဘုံဘုံဘုရားရဲ့လက်ကလေးပေးတော့မှာဗျာဆိုတော့ဘုန်းကြီးကလက်ပေးမှဒီလေးကိုဆွတ်တင်လို့ရမှာမဟုတ်လားဟိုတမ်းမင်းဘုန်းကြီးများနှမျောလိုက်ပုံများကြည့်စမ်းမအောင်ကိုမြင့်စုခင်ဗျားသိချာရင်ဘူးလားအဲ့လိုနှမျောတဲ့ဘုန်းကြီးလည်းအများကြီးရှိတယ်ဟုတ်ပြီလားအဲ့ဒီကကြတော့တပည့်တော်လက်ကလေးပေးပါဗျာလက်ကလေးပေးဗျာဒီပေါ်ဆွတ်တင်ရမှာဘုန်းကြီးလက်ပေးမှဖြစ်မှာမဟုတ်လားအဲ့တော့ဘုံဘုံရဲ့လက်ကလေးတပည့်တော်ကိုပါဗျာပြီးတော့မှာဗျာဆိုမပေးဘူးကွာသေပေးတယ်လက်ကလေးပေးပါဆိုတာတော့ဘာပြောတော့မပေးဘူးတဲ့တေပေးစီပေးဆိုတဲ့စကားမှလာမပြောနဲ့ဘုန်းကြီးများနှမျောလိုက်ပုံများပေးဆိုရင်ဒီတိုင်းဆိုရင်တော့ဘုန်းကြီးများလက်ပေးပါဆိုရင်လည်းသူကမပေးဘူးကြီးရဲ့အသေးခံမှာဦးတောင်းရုံကြီးဒီလိုမဟုတ်လားဒီတိုင်းဆိုရင်တော့ဘုန်းကြီးကတော့ငါမျက်စိရောက်နေမှရင်းနှီးပြီးပြန်တော်မူတော့မှာပဲငါတမျိုးပြောင်းပြောမှာပဲဘုံဘုံဘုရားတပည့်တော်ရဲ့ဟဲ့ဒီလော်တက်ကလေးအလူခံတော်မူပါဗျာဆိုတော့အဲ့တော့အေးကွာပေးတာကိုမကြိုက်ဘူးတဲ့အလူခံဖို့ပဲသူကကြိုက်တယ်ဘယ်သူလဲဘုန်းကြီးတယ်ဒါကြောင့်မလို့သူတော်ကောင်းပေါင်းလို့လိုက်ပြီးတော့ဆိုကြည့်အုံဒီများလည်းအယံမစားပါနဲ့အဘူကန္တတေအုံဒီများလည်းအယံမစားပါနဲ့အဘူကန္တတေဘုန်းကြီးအနာလည်းအယံမသွားပါနဲ့အလူခန္ဓာတေမမဗျာဘုံဘုံမပေးဘူးဆိုရင်လည်းမကြွေးဘူးဆိုရင်လည်းတပည့်တော်ပြန်ရတော့မှာပေါ့ဗျာတို့တော်လည်းဘုံဘုံကိုတော့တပည့်တော်ကြားဘူးနားမှာရှိတရားလေးတွေတော့ဘုံဘုံကိုတပည့်တော်ဟောခဲ့ဗျာဒီအဲ့ဒီတရားလေးတော့တပည့်တော်ဟောတဲ့တရားလေးတော့ကြားဘူးနားမှာရှိတဲ့တရားလေးပြန်ပြောမှလေးတော့ဘုံဘုံနားထောင်ပါအောင်ဗျာနော်အောင်မင်းတို့ကောင်မျိုးအများရာဆဆငါအများတရားပြန်ဟောမှာကဲမင်းပြောစရာကြီးမြန်ပြောရောက်စရာရှိပြီအရင်ကကောင်းလို့အခုကောင်းပါပြီအခုကောင်းနောက်ကောင်းပါလိမ့်မယ်နောက်တော့တက်ပြီးတော့ဒီပြီးတော့နောက်ထပ်တရားထားအောင်မယ်ဗျာတော့လိုက်စို့အရင်ကမကောင်းလို့အခုမကောင်းပါတယ်အခုမကောင်းပါဘူးကွယ်အရင်ကမကောင်းလို့အခုမကောင်းပါတယ်အခုမကောင်းနောက်မကောင်းပါဘူးကွယ်အောင်မင်းအတီတရားကဲငါပြန်ရှင်းပြဘုံဘုံဘုရားကအရင်ကကောင်းခဲ့တာများကြည်စံကြောင်းကြီးကန်းကြီးတိုက်တာကြီးနဲ့ကိုချွေးကိုသွေးနဲ့ရင်းရတာမဟုတ်ဘဲနဲ့တရားဓမ္မတွေကလူဒန်းထားတာအေယာကုန်းနေဆိုလေအခန်းထဲမှာဥပါလိရဲ့အခန်းထဲမှာသွားကြည့်စံအေယာကုန်းနော်အဲ့မှာကားလေးရှိတယ်နော်ဘယ်မှာကြောင်းကြီးဆိုလေတိုက်ကြောင်းကြီးနဲ့တရားဓမ္မတွေကလည်းအပြေးဝါနဲ့ဟောဆွမ်းကဲဘောအင်ချူချင်ရတာအပြားပြားဆိုလေဘုန်းကြီးမစားခြင်းမှာအစိုးအဲ့ဒါဒီဘုံဘုံဘုရားကအရင်ကကောင်းလို့အခုကောင်းတာပါဗျာမဟုတ်လားအရင်ကကောင်းလို့အခုကောင်းတာဘုံဘုံဘုရားကအခုများထပ်ပြီးတော့ကောင်းတဲ့ကောင်းအောင်များဒါနတရားတွေကိုဘုံဘုံထပ်ပြီးတော့များပြုလုပ်ခဲ့မယ်ဆိုရင်ဘုံဘုံဘဝနောင်ဘဝတစ်စင်းနဲ့တစ်စင်းမြင့်တဲ့မြင်ပြီးတော့ဟောအခုကောင်းနောင်ကောင်းပါလိမ့်မယ်ဆိုတဲ့အကောင်းကအကောင်းဆုံးတဲ့နိဗ္ဗာန်တရားဘုံဘုံကရောက်ရှိနိုင်ပါပြီလို့တောင်းစားတဲ့သူကဆရာတော်ဘုရားကောင်းစွာမှတ်ပြီးပြန်လဲတရားချခဲ့ပါပြီဟုတ်ပြီလားအေးအကုန်းနေနဲ့လူတွေလေးမရှိနဲ့ဇွမ်းပေါ်စဉ်အပြားတွေကိုမှလူတွေလေးမရှိစားတော့သုံးဆောင်နေရတာကိုအရင်ကကောင်းလို့ဘူးကောင်းနေတာမဟုတ်လားအရင်ကကောင်းလို့ဘူးကောင်းရင်အခုများထပ်ပြီးတော့များငါပြည့်စည်မှမဟုတ်တာငါပိုင်တာမှမဟုတ်တာဒကာဒကာမကလူတန်းတာငါပေးမယ်ကမ်းမယ်လူရမ်းမယ်ထောက်ပံ့မယ်လို့များဘုံဘုံကအခုကောင်းတဲ့ကောင်းအောင်များလုံးမယ်ဆိုရင်နောင်တတဲ့ကောင်းပြီးတော့အဆုံးကြတော့တခြားရောက်မှလားနိဗ္ဗာန်တရားရောက်မှာလားအဲ့ဒါဘုံဘုံဖျားတဲ့နော်တပည့်တော်ကဘုံဘုံလို့လူမျိုးအခြေအနေမဟုတ်တဲ့အတွက်အရင်ကမကောင်းလို့အခုတောင်းစားနေရတာဗျာကိုသမီးနော်တောင်းစားနေရတယ်ဆိုတာအရင်ကောင်းခဲ့လို့လားမကောင်းခဲ့လို့လားဒီထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေဒီလိုဘဝမျိုးကိုဘယ်လိုရောက်ချင်ပါလဲတောင်းတဲ့သူလည်းဟာဘာမှလုံးလို့ဟာဘာဖြစ်တယ်ညာဖြစ်တယ်သွားမလုံးနဲ့ဝစီပေရထိတိုင်းရှာ
ပေးနိုင်ရင်ပေးမပေးနိုင်မပေးနိုင်နော်သူ့ဘဝသူ့အကြောင်းကဘယ်လိုတိတ်ကပါလာမှမသိရဒီလိုဘဝမျိုးဘုန်းကြီးလည်းမရောက်ချင်ဘူးသူတော်ကောင်းပေါင်းလို့လည်းရောက်ချင်တာမရောက်ချင်လည်းအရင်ကမကောင်းလို့အခုမကောင်းလို့သူတောင်းစားနေရတာကိုအောင်ကြီးဟုတ်တယ်မလားဦးတောင်းညွန့်အခုတက်ပြီးတော့သူဒါနဆိုတဲ့တရားတွေသီလဆိုတဲ့တရားတွေကုသိုလ်ကောင်းမှုတွေပြုနိုင်ပါမလားမပြုနိုင်ရင်တော့ဓာတ်တဲ့သူတော်ကောင်းပေါင်းလို့မြေကြီးတွင်တူးတဲ့လူတူးလေနဲ့လေတူးလေနဲ့လေဒီလိုဖြစ်သွားမှာမလားဒီလိုဆိုရင်အခုမကောင်းတော့နောက်ကောင်းမှာလားမကောင်းမှာလားပို့ပြီးတော့ဆိုးတော့မှာပေါ့ဟုတ်တယ်မလားအေဝံတတဗမာထာယဣတုသံလေယနေ့ဘုရားမူကြီးတော်သံဃာပရိဝပွဲဝင်ဆရာတော်သံဃာတော်ဘူးမလာကြတော့ဒါဘုန်းကြီးကိုကိုယ်တိုင်ကူနေတော့ဘုန်းကြီးကတော့တိုက်ချောင်းနေရတယ်ကျုပ်လည်းအရင်ကကောင်းလို့ကိုကောင်းတာတခါကြီးမဟုတ်ရင်မလွယ်ဘူးဝါเจ้าမှနေရင်ကျုပ်လည်းမသက်သာဘူးဘုန်းကြီးတညလုံးမတင်ရဘူးကိုရကအေးလိုက်တယ်ကျုပ်ပင်ကဘုန်းကြီးကအသက်80ကျော်တညလုံးပေးရဘူးငုတ်ထုတ်ထိုင်နေရတာဘာဖြစ်လို့လဲဆိုတော့လီတိုက်တာဟုတ်ဟောတက်ကြောင်းလေးဆိုတော့ကျုပ်ကျောင်းတကာလည်းဥလာမင်းဒေါ်နန်းဒီလိုမိသားစုကလည်းဒီကျောင်းလေးကိုအခုမှဆောက်ဒီရဆရာတော်ကြီးဟောပါလို့ဥပဝိဒါကိုလည်းအရင်ထားဆိုတော့အဲ့ဒါကျုပ်ကမိတ်ကြီးလာမှနေတာအဲ့ဒါဒီကျောင်းလေးမှာထားပေးပါလို့ကျောင်းလိုက်ဘုံကြီးထားပဲအကုန်လုံးကျုပ်ကကျေးဇူးတင်နေတာလုံးလုံးချုံနေရတာဒီလိုများမလုံးလုံးဘူးဆိုရင်ယာတိဥလူဒါငါမခံနိုင်တဲ့အခါကျတော့တန်ဃာတော်အရှင်သူများများဆင်းရဲကြတယ်နော်အဲ့တော့ဒကာကြီးတို့ကျောင်းတစ်ကျောင်းလုံးပဲဆိုတစ်ကျောင်းမကနှစ်ကျောင်းမကသုံးကျောင်းမကဒကာကြီးတို့လူနိုင်လူကြလမ်းမှာကိုယ်နဲ့ဆက်ရလေးတွေကိုလည်းလုပ်ဆိုင်ရာလေးတွေကိုလည်းပြောပြီးတော့မဲဆွေပြီးတော့လူခံပေးကြလမ်းမှာပါလို့လဲဆိုတဲ့အခါကျတော့ဒကာကြီးဒီပရိဝပွဲကြီးဟာတန်ခါပရိဝပွဲကြီးဆိုတာသာသနာတည်တည်နေမှသာလေဒီတန်ခါတော်တွေအသက်ကိုဒီဝင်ဒီတန်လေးကိုလုံးကျုံမှသာသနာရဲ့အသက်ဟာဒီရက်ရှိမှနော်ဒါတကယ်သဘောပေါက်အောင်ပြောမယ်ဆိုရင်တော့တန်ခါတော်တွေကိုဒီဝင်ဒီသိက္ခာပုဒ်တွေကနေပြီးတော့လွတ်မြောက်အောင်ပါရာဇိက၄ပါးကုမရတဲ့၄ပါးပြီးရင်ကျန်တဲ့တန်ခါတိတိ73ပါးဆိုတာဒီနည်းနဲ့ကုပါဒီနည်းနဲ့မှမဟုတ်ဘူးဆိုရင်ဘယ်လိုနည်းနဲ့မှမပြေပြောင်းနိုင်အဟံဘာတိတဗ္ဗအပတ္တိယောနဲ့တန်ခါနှစ်ပါးအဘတ်ဖြူပြည်ရဲ့သိက္ခာပုံမဟုတ်ဘူးနော်အဲ့လိုဒီလိုလာပြီးတော့တန်ခါချင်းတန်ခါတိတိသဆိုတာတန်ခါအစတန်ခါအလယ်တန်ခါအဆုံးလူပါလို့ရတာမဟုတ်ဘူးကိုရင်ပါလို့ရတာမဟုတ်တန်ခါအစတန်ခါအလယ်တန်ခါအဆုံးဆိုတဲ့တန်ခါတိတိသဆိုတဲ့တန်ခါတိတိ33ပါးအဘတ်ကိုဒီနည်းနဲ့လာပြရတာဖြစ်တယ်။တန်ဃာတော်တွေကိုအသက်ဆက်အောင်ဒီဝိနည်းတိတ်္ခာဘုရားကနေလုတ်ကဲတော့အခုဥဒ္ဒမင်းတို့တော်မှုပါခိုင်လို့မိသားစုနဲ့ဒီကျေးပါဒီနယ်ပဲအကျိုးဆောင်တခါကြီးကိုရဝိဇ္ဇကုသိုလ်ရှင်တွေနဲ့ကျောင်းလိုက်ဆရာတော်တို့နဲ့ကောင်းဆောင်ဆရာတော်တွေကအကုန်လုံးပြုလုပ်ပေးတာ။ကျေးဇူးတင်ရမှာကောင်းမှာကောင်းပါပါ။ဒါကြောင့်မို့အခုတခါကြီးတွေကိုကျုပ်ကကျေးဇူးတင်နေတာဒီကျောင်းလေးတွေများအကုန်လုံးလုံးချုံဖြစ်သွားရင်တခါကြီးကောင်းတယ်မကောင်းလားကောင်းလားအတိုင်းနဲ့အလုံးတကူနဲ့ဘုရားကိုဟုတ်တယ်မလားဒါကြောင့်မို့လို့ကျောင်းလူသူမှလုံးစုံမှာလူရရောက်ပါသည်နော်တော်ယူသမီးလူလာတာကြီးအများကြီးပဲကျောင်းတွေလည်းလူမှုတယ်မလားနတ်သားတယောက်ကမေးတယ်မလားပါဗျာဘယ်တော်ဗျာကုသိုလ်အားလုံးတွေကိုတခုလေးတော့ကုသိုလ်ပြုပြီးတော့ဒီပြီးတော့ရကြပါလေဗျာတဲ့ဘယ်လိုကုသိုလ်မျိုးကိုပြုရမှလဲလို့အဲ့ဒီနတ်သားတယောက်ကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလျှောက်တဲ့ခါကျတော့တန်ကြီးကကြောင်းဒါတန်ကြီးကကြောင်းမစစ်နော်ဒီဘုန်းကြီးမကြည့်လားဘုန်းကြီးတွေလူတာပါမပါဘူးဒီကြောင်းလိုက်ဘုန်းကြီးဥပတိတွေလူတာပါမပါဘူးပရိဝုဘုံမတန်ကမိသည့်တန်ကမဆိုးဒီကြောင်းလေးတွေမှာခြေနဲ့သားသားနဲ့တရင်သုံးပြီးတော့ဒီတန်ခါဝိနည်းအဘအပြင်းဆုံးအဘပါရာဇိက၄ပါးပြီးရင်ဒုတိယအပြင်းထန်ဆုံးအဘကြီးကိုပြေပြောက်ကြပါလိမ့်ဆိုတဲ့စိတ်စေတနာနဲ့လူတာဖြစ်တဲ့လူတွေတန်ခိကဒါနာတန်ခိကအကြောင်းကိုလူမဲ့ဆိုအလူအမျိုးမျိုးအလုံးစုံကိုလူရရောက်ပါပြီတဲ့ဒကာတော်နန္ဒရဲ့လူဘဂဝါဘောင်းတော်၆ပါးတကယ်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဩဇာကရုဏာရှိသောမေတ္တာအပြင်ကောင်းစွာမသိဟောကြားတော်မူခဲ့ပါ၏တည်းဒီလိုဆိုကြောင်းကောင်းမှုသည်ဒကာယုသမီးအရင်ကတော်မှုပါခိုင်အလူအမျိုးမျိုးကိုလူရရောက်တယ်အခုဆုံး